ပစ္စည်းတစ်ခုကိုရောင်းတဲ့အခါဒါလေးဝယ်ပါအရန်ကောင်းတယ်လို့ပြောပြီးတော့အော်ရောင်းနေတာကိုတွေ့ဘူးကြမှာပါပုံမှန်အဲ့လိုနည်းကြီးထက်ရောင်းတာထက်ပိုပြီးထိရောက်မယ်နည်းလည်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုပစ္စည်းကိုဇလန်းတစ်ပုတ်တစ်ဖွဲပြောပြီးတော့ရောင်းခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအိုက်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲလင်းနိုင်ပါဒီနေ့ပြပြပေးသွားမယ်အကြောင်းအရာကတော့ကျွန်တော်တို့ဈေးပဲရောက်မှာလား brand တစ်ခုတည်ဆောက်မှာလားဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကဲစလိုက်ရအောင် selling ဆိုတာကျွန်တော်တို့ပစ္စည်းရဲ့အားသာချက်ဈေးနှုန်းတွေကိုပဲအဓိကထားပြီးတော့ပြောပြီးတော့ရောင်းတာပါဥပမာပြောရမယ်ဆိုရင်ဒီရေဘူးကရေခဲကြီးထက်ထဲရေနွေးထက်ထဲအချိန်အကြာကြီးခံတယ်သုံးကြည့်ပါဝယ်ကြည့်ပါဆိုတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့လူတွေကကိုယ့်ကိုပစ္စည်းလာရောင်းနေပြီဆိုတာသိပြီဆိုတာနဲ့အလိုလိုခံစစ်ပြင်ကြတယ်ညင်းဖို့ပြင်ကြတယ်တိတ်ပြီးတော့မဝယ်ခြင်းကြတော့ဘူး selling တက်ပဲလုပ်နေမယ်ဆိုရင်တော့အဲ့လိုအချိန်တို့ခဏလေးအတွင်းမှာပစ္စည်းရတော့ရောင်းရနိုင်ပါတယ်ဒါပေမဲ့ customer တွေကတော့ကိုယ့်ကိုမှတ်မိနေမှာလုံးဝမဟုတ်ပါဘူးဒီဇိုင်းနဲ့ branding လောကမှာ6နှစ်ကျော်လောက်ကျင့်လည်ခဲ့တဲ့အတွေ့အကြုံအရ logo လေးတစ်ခုလှရုံနဲ့ customer တွေကကိုယ့်ကိုမှတ်မိပါဘူးမယုံကြည်ပါဘူး business တစ်ခုလုပ်ငန်းတစ်ခုအနေနဲ့အောင်မြင်ဖို့လှပတဲ့ logo လေးရှိုံနဲ့လည်းမလုံလောက်ပါဘူး customer တွေရဲ့ရင်ထဲမှာကိုယ့် brand ကဘယ်လိုမျိုးခံစားရလဲဆိုတော့အချက်ကအရေးကြီးပါတယ်အဲ့လိုရေရှည်တည်တံ့တဲ့ခံစားချက်နဲ့ယုံကြည်မှုကိုတည်ဆောက်ပေးတာက storytelling ပါပဲ storytelling ဆိုတာကိုယ့်ရဲ့ product ကသူတို့ရဲ့ပစ္စည်းတွေနေ့စဉ်ဘဝတွေမှာဘယ်လိုမျိုးအလုပ်လုပ်ပေးတာဘယ်လိုမျိုးအသုံးဝင်တာ customer တွေရဲ့ဒီပြဿနာတွေကိုဘယ်လိုမျိုးဖြေရှင်းပေးရလဲဆိုတဲ့ဥစ္စာကိုပြောပြီးတော့ရောင်းခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့ brand ကဘယ်လိုရည်ရွယ်ချက်နဲ့စတင်ခဲ့တာလဲကိုယ့် brand ကကိုယ့်ရဲ့ customer တွေဘယ်လိုမျိုးရည်ရွယ်ချက်တွေဘယ်လိုမျိုး supporting ပေးချင်တာလဲဆိုတာကိုမြင်အောင်ပြသရတာပဲဖြစ်ပါတယ်အဲ့ဒါကို storytelling လုပ်တယ်လို့ခေါ်ပါတယ်လူတွေကပစ္စည်းတစ်ခုကိုဝယ်တာထက်အဲ့ဒီပစ္စည်းနဲ့ပတ်သက်တဲ့ယုံကြည်မှုနဲ့ခံစားမှုကိုပဲဝယ်တာပါဒါကြောင့်ဒီ selling လုပ်တယ်ဆိုတာကတခဏတာအတွင်းမှာအယောင်တက်စေပေမဲ့ storytelling လုပ်တာကတော့ကိုယ့် brand ကိုချစ်တဲ့ customer တွေများအောင်လို့ပြုလုပ်နေခြင်းပဲဖြစ်ပါတယ်ဒါကြောင့် selling လုပ်တယ်ဆိုတာကတခဏတာအယောင်တက်စေပေမဲ့ storytelling လုပ်တာကတော့လူတွေချစ်ခင်ယုံကြည်တဲ့ brand တစ်ခုကိုတည်ဆောက်နေခြင်းပဲဖြစ်ပါတယ် product အကြောင်းပြောပြီးဈေးရောက်နေအောင်တက်တက်မဟုတ်ပဲကို product နဲ့ပတ်သက်တဲ့ကို brand နဲ့ပတ်သက်တဲ့ storytelling လေးတွေပါပြောပြီးတော့ရောင်းဖို့အတွက်တိုက်တွန်းလိုက်ပါတယ် brand နဲ့ပတ်သက်တဲ့ knowledge တွေကိုသိချင်ရင်အဲ့လာ follow လုပ်ပါလို့ရပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့